မင်္ဂလာပါမမထရီဇာကိုလွမ်းနေကြပြီလားဒီနေ့မမထရီဇာပုံမြင်အတလီပြောပြမယ်နော်ကဲနားထောင်ကြရအောင်ဟိုးရှေတုံးကတောင်တန်းနေဝင်းညံထားတဲ့ညူနင်းရွာလို့ခေါ်တဲ့အေးချက်နဲ့ရွာလေးတွေရှိပါတယ်အဲ့ဒီရွာမှာနှင်းပွင့်ဖြူလို့ခေါ်တဲ့သဘောထားနူးညံ့ပြီးတရစ်ဆက်လေးတွေကိုချစ်တတ်တဲ့မိန်းကလေးတစ်ယောက်ရှိတယ်တနေ့မှာတော့မိုးရီအရမ်းရွာပြီးလေတွေတိုက်နေတော့နှင်းပွင့်ဖြူဟာအပြင်ကနေအိမ်ကိုအမြန်ပြန်လာခဲ့တယ်လမ်းဘေးကခြုံပုတ်လေးတစ်ခုနာရောက်တဲ့အခါအီဆိုတဲ့တနာစရာညီးတွားတန်လေးကိုကြားလိုက်ရတယ်။သူမသားကြည့်လိုက်တော့မိုးရီထဲမှာတုံတုံရင်နဲ့ဆူရွှဲနေတဲ့ခွေးပေါက်စာလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်။နင်းပွင့်ဖြူဟာခွေးလေးကိုတနာလုံးလို့သူမရဲ့အနှွေးထည်လေးနဲ့ပတ်ပြီးအိမ်ကိုခေါ်လာခဲ့တယ်။အိမ်ရောက်တော့ရေနွေးလေးနဲ့ဆေးကြောပြီးအစာကျွေးပြီးနမဲလေးကိုနုလို့ပြီးလိုက်တယ်။ခွေးလေးနုဟာနှင်းပွင့်ဖြူရဲ့ဂီယူဆိုင်မှုကြောင့်ပြန်လဲကျန်းမာလာပြီးသူမသောနေရာကိုတကောက်လိုက်ပါတော့တယ်။ဒါပေမဲ့တညမှာတော့နုဟာအိမ်မက်ထဲမှာတစုံတစ်ခုကိုကြောက်လန့်တကြားဟောင်နေပြီးနှင်းပွင့်ဖြူရဲ့အကြီးစာကိုဆွဲခါအပြင်ကိုထွက်ဖို့ခေါ်နေပါတော့တယ်။နုဆွဲခေါ်ရနောက်ကိုနှင်းပွင့်ဖြူလိုက်သွားတဲ့အခါရွာလေကရေကန်ကြီးနားကိုရောက်သွားတယ်။အဲ့ဒီမှာရွာသူရွာသားတွေဟာစိုးရင်တကြီးစုယုံနေကြတာကိုတွေ့လိုက်ရတယ်။ရွာရဲ့စိုက်ပျိုးကြီးအတွက်အသက်သွေးကြောချစ်တဲ့ရေတကားကိုဖွင့်ရမယ့်ရွှေတော်ကြီးဟာကန်ထဲကိုပြုတ်ကျသွားတာဖြစ်နေတာကိုတော့မရှိရင်ရေတကားဖွင့်လို့မရပဲစိုက်ခင်းတွေအားလုံး၆သွေးကုန်တော့မှာပါရွာသားတွေဟာရေကန်ထဲမှာဆင်းရှာကြပြီးနဲ့ရေကအရမ်းနောက်နေပြီးဖောင်နေတာကြောင့်ဘယ်သူမှရှာမတွေ့ကြဘူးနှင်းပွင့်ဖြူလေးစိတ်မကောင်းဖြစ်နေတော့ခွေးလေးနုဟာကန်ပေါင်ပေါ်မှာဟိုနန်းဒီနန်းလုံနေရနဲ့ရုတ်တရက်ရေထဲကိုပြုံးကနေခုန်ချောသွားပါတော့တယ်နုမစိမ့်နဲ့အန်ဒီရဲ့ရွှေ့တယ်လူစိုးရင်တကြီးအော်လိုက်ပေမဲ့နုကတော့ရေအောက်ကိုငုတ်ရွှေးပြောက်ကွယ်သွားခဲ့တယ်မိနစ်အနည်းငယ်ကြာသွားတဲ့အထိနုဟာရေပေါ်ကိုပြန်ပေါ်မလာတော့ပါဘူးရွာသားတွေအားလုံးရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေကြတော့ရုတ်တရက်ရေပြင်ပေါ်မှာအလင်းတန်းတစ်ခုဝင်းကနေပေါ်လာပြီးရေပြင်ပေါ်ကိုနုပြန်ပေါ်လာတဲ့အခါမှာတော့သူမရဲ့ပါးစပ်ထဲမှာတောက်ပနေတဲ့ရွှေတော်ကြီးကိုကြွိုက်ထားတာကိုတွေ့လိုက်ရတယ်နုဟာရေအောက်မှာတောကိုတွေ့အောင်ရှာနိုင်ခဲ့တာပါနှင်းပွင့်ဖြူဟာနုကိုကံပေါင်ပေါ်ဆွဲတင်ပေးပြီးဝမ်းသာအားရဖတ်ထားလိုက်တယ်ရွာသားတွေဟာရွှေတော်နဲ့ရေတကားကိုဖွင့်လိုက်နိုင်ပြီးစိုက်ခင်းတွေထဲကိုရေတွေပြန်လဲစီးဝန်းသွားပါတော့တယ်အားလုံးကနုကိုချီးမြှင့်ကြတယ်နှင်းပွင့်ဖြူရဲ့ကျင်နာတတ်တဲ့စိတ်ထားကြောင့်သာရွာသည်ဘီအန်ဒီကလွတ်ထဲကလို့ပြောကြတယ်အဲ့ဒီနေ့ကစပြီးနှင်းပွင့်ဖြူနဲ့နုဟာမခွဲနိုင်တဲ့တငယ်ချင်းတွေဖြစ်သွားကြတယ်နှင်းပွင့်ဖြူကနုကိုအမြဲတမ်းချစ်ခင်ကျွေးမွေးစောင့်ရှောက်တယ်လို့နုကလည်းနှင်းပွင့်ဖြူကိုအမြဲတမ်းကာကွယ်စောင့်ရှောက်ပေးခဲ့ပါတယ်။ညူနင်းရွာလေးဟာလည်းမေတ္တာတရားတွေနဲ့အမြဲတမ်းတာယာအေးချမ်းနေပါတော့တယ်။ပုံမြင်လေးရဲ့သင်ခန်းစာကတော့တရိတ်ဆန်လေးတွေအပေါ်ထားတဲ့မေတ္တာတရားဟာဒီနေ့မှာမမျောလင့်ပဲအဖိုးတန်တဲ့ကူညီမှုတွေအဖြစ်ပြန်လည်ရရှိတတ်ပါတယ်တဲ့။ကဲမင်းညွတ်ခွေးလေးတွေကိုချစ်တတ်လားဆိုတာမမထရီဇာကို comment မှာပြောခဲ့ပြီးုံနော်။